ဓမ္မမိတ်ဆွေပေါင်းတော်ကောင်းတို့ဒီကနေ့က24ရက်3လ2026ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှာဆိုလို့ရှိရင်ကဘာကျော်တကူတော်မှုတော်ဝါဒီကလင်ကချစ်တော်မတန်ဝင်အကောင့်ကနေရော post တွေတင်လာတာကျွန်တော်မတွေ့ရှိရပါဘူး။ဘာကြောင့်လဲတော့ကျွန်တော်မသိပါဘူး။ခိန်သွားပြီလားလိန်နာပေါ်သွားလို့လားဒါမှမဟုတ်စင်ကြံကြံနေတာလားတော့ကျွန်တော်မသိပါဘူး။ညီတို့ပဲဆိုဆွေးကမှု2ရက်2လ2026ခုနှစ်က10တန်းတော်မအောင်လေးတဲ့တော်နာမတန်ဝင်ရဲ့ညီအငယ်ဆုံးတော်နာမမိကန်နေနဲ့ရုံးမပြရဲတဲ့မြောက်တကောင်ကကျွန်တော်ကိုမန်းရှိခေါ်ထားတဲ့အကြောင်းတရားလေးကိုကျွန်တော်ဒီကနေ့ဖြည့်ရှင်းမှာဖြစ်ပါတယ်။သူတို့ဘာတွေပြောထားလဲဆိုတာကျွန်တော်တို့လေ့လာကြည့်အောင်။ကိုဆရာတော်ကြီးကဖျားမြေတွင်းကနေကျူလေးစားတော်လိုက်တဲ့ခိုးတဲ့အမှုတွေကြီးကမဟုတ်မှန်ပါဘူးဆိုတဲ့အကြောင်းတိုင်ခံရှင်းရှင်းနဲ့ပြင်ရှင်းနိုင်တဲ့အစွမ်းအစရှိသလား။ကျွန်တော်ဥဒူတာကိုမြေခွန်းထုတ်ချင်ပါတယ်။တကယ်လို့ဘိုးကုတ်ဆရာတော်ကြီးကဖျားမြေတွင်းကနေကျူလေးတက်ကကြတာခိုးတဲ့အမှုတွေကြီးကမဟုတ်ပါဘူး။ဘိုးကုတ်ဆရာတော်ကြီးကဘိုးကုတ်ဝင်းလေးဆရာနဲ့အမှားပေါင်း300ကျော်ဆိုတာကလည်းတော့ကျွန်မမှားပါဘူးဆိုတဲ့အကြောင်းအရာကိုဖြည့်ရှင်းနိုင်တဲ့အစွမ်းအစရှိသလားသိကြပါလေအဲ့ဒါကိုဖြည့်ရှင်းနိုင်မှာဖြည့်ရှင်းကြည့်ပါလေအဲ့ဒါမှသာရင်ဆရာမင်းနေမှာဒါဥဒုရဆိုကိုမရှက်ခေါ်ရတော့ပေါ့ဟုတ်ကဲ့အဲ့ဒါဖြည့်ရှင်းကြည့်ပါလို့အားလုံးကြားခဲ့တဲ့အတိုင်းပါပဲအဲ့ဒါတော့2ရက်2လ2026ခုနှစ်ကကျွန်တော်ဒိုနာမမိကန်နေနဲ့နောက်တော့ရုပ်ထွက်မပြရဲတဲ့မြောက်တကောင်ကနေပြီးမန်းရှစ်ခေါ်ထားတာပေါ့ကျွန်တော်မဖြည့်ရှင်းခဲ့ပါဘူးခုမှဖြည့်ရှင်းပေးမှာကျွန်တော်ကဒိုနာမတန်ဝင်တို့အုပ်စုနဲ့အခုလိုဖြည့်ရှင်းတဲ့ကိစ္စမှာဒီလိုမျိုးဖျားမြေ3ဧကနဲ့ရွှေ45ကျားကိစ္စတွေမဟုတ်ကဝင်းနေဆရာကိစ္စတွေကျွန်တော်ဖြည့်ရှင်းဖို့တက်လာတာမဟုတ်ပါဘူး။အိုနာမတန်ဝင်းရဲ့လိန်ညာပြီးတော့ပြောဆိုထားတဲ့ post တစ်ပုဒ်ကိုကျွန်တော်တွေ့လိုက်ရတဲ့အတွက်ဒီလူဘာတွေလိန်နေတာလဲဆိုပြီးတော့ကျွန်တော်သူ့ရဲ့အကောင့်ကိုဝင်လေ့လာပြီးတော့မှဖြည့်ရှင်းနေတာဖြစ်ပါတယ်။အဲ့လိုဖြည့်ရှင်းနေမှာဒီလိုဖျားမြေ3ဧကနဲ့ရွှေ45ကျားကိစ္စနဲ့မဟုတ်ကဝင်းနေဆရာကိစ္စတွေပါဝင်လာတာပေါ့နော်။ဒီနေရာမှာတိုနာမမိကန်တွေကဘာပြောထားသလဲဆိုတော့မဟုတ်ဆေတော်ဘုရားကြီးကဖျားမြေ3ဧကနဲ့ရွှေ45ကျားခိုးတဲ့အမှုတွေကြီးကမဟုတ်ပါဘူး။မဟုတ်ဆေတော်ဘုရားကြီးကမဟုတ်ကဝင်းနေဆရာနဲ့အညီအမှားပေါင်း300ကျော်မမားပါဘူးဆိုတဲ့အကြောင်းအရာကိုဖြည့်ရှင်းနိုင်တဲ့အစွမ်းရှိသလားတဲ့သိကျင်ပါတယ်တဲ့အဲ့ဒါကိုဖြည့်ရှင်းစေချင်ပါတယ်တဲ့အဲ့ဒီမှာရုပ်ထွက်မပြရဲတဲ့နောက်တဲ့မြောက်တစ်ကောင်ကလည်းဆရာမြင့်နေတဲ့ဥတ္တရဆိုဒါမန်းရှင်းခွန်လိုက်တာပေါ့နော်တဲ့ကျွန်တော်ဖြည့်ရှင်းပေးပြီနော်ရွှေ၄ပိတ်တာရနိုင်လား45ကျက်သားရနိုင်လားဆိုတဲ့မူလတန်းကလေးတွေတော့တွက်ချက်နိုင်တဲ့ဟာကိုတော့မတွက်ချက်နိုင်ဘဲနဲ့မိုးဆော်တော်ဖျားကြီးကိုရွှေ45ကျက်သားနဲ့လိန်ညာဆွဆွဲခဲ့တဲ့အမှုကိုဘုရားတော့ဖော်ပြီးသွားပြီပေါ့နော်နောက်ပြီးတော့မိုးကုတ်ဝင်းနေဆရာမှားပေါင်း300ကျော်မမှားပါဘူးဆိုတဲ့အကြောင်းအရာကိုဖြည့်ရှင်းနိုင်တဲ့အစွမ်းစားရှိသလားတဲ့ဖြည့်ရှင်းနိုင်တဲ့အစွမ်းစားရှိတာပေါ့ညီလေးကလေးလာကြည့်လိုက်ပါဦးစောဒနာတင်ထားတာတော့မှ300နီးပါးပဲရှိတယ်တိတိကျကျပြောရမယ်ဆိုလို့ရှိရင်စောဒနာ73ချက်ရှိတယ်နံပါတ်9မှာ9ခုပွားသွားတယ်နံပါတ်73မှာ288ခုပွားသွားတယ်288နဲ့9နဲ့ပေါင်းလိုက်လို့ရှိရင်283ရတယ်ကျန်တဲ့17နဲ့ပေါင်းလိုက်လို့ရှိရင်294ရတယ်ဒါတော့မှမဟုတ်ဆရာတော်ဖျားကြီးဟောခဲ့တဲ့တရားတွေထဲမှာစောရနာတင်လာပြီးတော့မှားတီးဦးမစိုးနိုင်အမှန်ဦးပဲယူရမယ်ဆိုတဲ့ဟာတွေကလည်း20လောက်ရှိတယ်အဲ့ဒါကြောင့်300တော့မပြည့်တဲ့အမှားကိုညီလေးတို့ကညံမရှိဘဲနဲ့300ကျော်မှားတယ်ဆိုတော့ညီလေးတို့လိန်နေတယ်ဆိုတော့တိုင်းပြည်လို့သိသွားတာပေါ့ကွာ